မင်္ဂလာပါ Manchester United ဘာကြောင့်ဒီရာသီမှာရုန်းကန်နေရသလဲဆိုတဲ့အကြောင်းဆွေးနွေးကြပါမယ်။ဒီအကြောင်းမဆွေးနွေးခင်မှာကျွန်တော်ပြီးခဲ့တဲ့ရာသီကနောက်ဆုံးရာသီပိတ်ပွဲစဉ်မှာ Ruben Amorim ဘာပြောခဲ့လဲဆိုတဲ့အကြောင်းနဲ့ပြန်ပြောကြပါမယ်။အားလုံးသိတဲ့အတိုင်းပြီးခဲ့တဲ့ရာသီက Manchester United က Europa League ဘောလုံးပွဲမှာ Tottenham Hotspur ကို 1-0 နဲ့ရှုံးနိမ့်ခဲ့တယ်။ဥရောပဝင်ခွင့်တနေရာဆုံးရှုံးခဲ့တယ်။ Premier League မှာအဆင့်15နဲ့ရာသီသိမ်းခဲ့တယ်။ဒီလိုအခြေအနေဆိုးတွေအောက်မှာကနဝင်မြောက် Old Trafford ကွင်းကြီးထဲမှာ Ruben Amorim ဘာပြောခဲ့တယ်လဲဆိုတော့ Manchester United ရဲ့မုန်တိုင်းကာလတွေပြီးဆုံးသွားပြီဆိုပြီးတော့သူကပြောခဲ့ပါတယ်။ဆိုတော့တကယ်ရော Manchester United ရဲ့မုန်တိုင်းကာလတွေပြီးဆုံးသွားပြီလား။ကျွန်တော်တို့ Manchester United ဖန်တွေတော်တော်များများကတော့နိပြ Ruben Amorim ဟာဒီရာသီကြိုပြင်ဆင်မှုတွေကောင်းကောင်းလုပ်နိုင်တယ်တိုက်စစ်ပိုင်းမှာမာဒရက်ကူညာတို့ဘရိုင်ယန်အမ်ဘူမိုတို့စစ်ကိုတို့ကိုခေါ်ယူခဲ့နိုင်တယ်နောက်ကိုသမားနေရာပြောင်းလဲလုပ်နိုင်ခဲ့တယ်ဒီလိုအရာတွေကြောင့် Manchester United ကိုတော်တော်လေးမျှော်လင့်ထားပါတယ်ဆိုတော့ရာသီကြိုပြင်ဆင်မှုတွေလည်းကောင်းကောင်းလုပ်နိုင်တယ်တိုက်စစ်ကစားသမားကောင်းတွေလည်းဝယ်ယူနိုင်တယ်ဒါကြောင့်ဒီရာသီမှာ Manchester United ပြန်လာမလားဆိုတာအားလုံးကစောင့်မျှော်ခဲ့ကြပါတယ်ဒါပေမဲ့ရာသီစPremier League 6ပွဲအတွင်း Manchester United ရဲ့ရှေ့စွမ်းတွေကမောက်ကမဖြစ်တာတွေရလက်တွေစိုးဝါနေတာတွေဒီအခြေအနေတွေမှာတကယ်တော့ Manchester United ရဲ့မုန်တိုင်းတွေပြီးဆုံးသွားပြီလားဆိုတာတော်တော်လေးတန်တရားဖြစ်စရာဖြစ်လာပါတယ် Manchester United ကို Ruben Amorim ရောက်လာပြီး Premier League ပွဲပေါင်း33ပွဲကစားပြီးတော့ပါပြီအဲ့ဒီက Ruben Amorim နိုင်တာ9ပွဲပဲရှိပါတယ်18ပွဲရှုံးတယ်9ပွဲသေကြတယ်ဒီရလက်ကတော်တော်လေးဆိုးရတဲ့မှတ်တမ်းပါManchester United ရဲ့သမိုင်းမှာအဆိုးရွားဆုံးမန်နေဂျာတယောက်ဖြစ်လက်ရှိချိန်ထိရပ်တည်နေသေးပါကျွန်တော်တို့ Premier League ဖလားမရတာလဲ17နှစ်12နှစ်ရှိလာပါပြီဆိုတော့ဒီတော့ထဲမှာနီးပြပေါင်းယာယီနီးပြတွေပေါ့ဝင်ပေါ့လေနီးပြပေါင်း10ယောက်ကိုပြောင်းလဲလုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ Manchester United ပရိသတ်တွေလိုချင်တဲ့အဓိကစုဖလားတွေခုချိန်ထိမရသေးပါဘူးအထူးသဖြင့်တော့ Premier League မှာ Manchester United ကဟိုရင်တုန်းကလိုမျိုးပြန်လည်လွှမ်းမိုးလာဖို့ပါဒီလိုမျိုးအိမ်မက်မက်ပြီးတော့ Manchester United ပရိသတ်တွေနေလာခဲ့တာ10စုနှစ်တခုကျော်လာပါပြီဆိုတော့အခု Ruben Amorim လက်ထက်မှာလည်းအစိုးရအဆိုးရွားဆုံးမှတ်တမ်းတွေကိုပဲကျွန်တော်တို့ပိုင်ဆိုင်နေရတယ်ရင်ဆိုင်နေရတယ်ဒီဟာဒီ Premier League 6ပွဲကစားပြီးတော့ Manchester United က9မှတ်ပဲရထားတယ်2ပွဲနိုင်တယ်3ပွဲချုံးတယ်1ပွဲသေကြတယ်တကယ်တော့ဒီမှတ်တမ်းကတော်တော်လေးဆိုးရတဲ့မှတ်တမ်းပါဒီလောက်ထိ Manchester Unitedရုန်းကန်နေရတာ Ruben Amorim ကပြဿနာလားကစားသမားတွေကပြဿနာလားဆိုတာမိကုန်းနေရှိလာပါတယ်နှစ်ခုစလုံးကိုပြောလို့ရပါတယ်ဘာဖြစ်လဲဆိုတော့ Ruben Amorim ကတော်တော်လေးခေါင်းပါတယ်3-4-3ကစားကွက်ကိုသူဆက်တိုက်သုံးနေလို့ခေါင်းပါတယ်လို့ဆိုလိုတာမဟုတ်ဘူးကစားသမားတွေကိုနေရာမှန်မသုံးတာကိုကျွန်တော်ကဆိုလိုတာဆိုတော့ဘယ်သူတွေလဲဆိုလို့ရှိရင် Luke Shaw နဲ့ Bruno Fernandes ပေါ့ Luke Shaw ဆိုလို့ရှိရင်ဘဲတောင်မန်ခန်းစစ်ကစားသမားလို့ပြောလို့ရပါတယ်အခုလက်ရှိ Manchester United မှာဒိုကူကစားနေတဲ့နေရာကို Luke Shaw ကတော်တော်လေးကောင်းအောင်ကစားနိုင်စွမ်းရှိတယ်ဒါပေမဲ့ Luke Shaw ကဘဟုခန်းစစ်မှုအနေနဲ့ကစားနေရပြီးတော့အဲ့ဒီနေရာမှာတော်တော်လေးအမှားများတယ်ဆိုတော့ Manchester United ရှုံးတဲ့ပွဲတွေကိုကြည့်မယ်ဆိုရင် Luke Shaw ရဲ့ကစားပုံကတော်တော်လေးပြင်းပြင်းထန်ထန်ဝေဖန်စရာဖြစ်တယ်သူ့ရဲ့အမှားတွေကနေတဆင့် Manchester United ဟာဂိုးတွေခွင့်ပြုရတယ်သူ့ရဲ့လူကတ်ကစားပုံအားနည်းမှုကနေတဆင့် Manchester United ကဂိုးတွေခွင့်ပြုနေရတယ်နောက်တစ်ယောက်က Bruno Fernandes ကကွင်းလေတိုက်စစ်ကစားသမားနေရာမှာတော်တော်လေးကောင်းတဲ့ကစားသမားဒါပေမဲ့ Ruben Amorim က Bruno Fernandes ကိုဘဟုကွင်းလေကစားသမားအနေနဲ့သုံးနေတယ်ဒီလိုသုံးနေတာကပြဿနာရှိတယ်ဘာဖြစ်လဲဆိုတော့ Bruno Fernandes ရဲ့ကစားပုံကတကယ်ကွင်းလေတိုက်စစ်ကစားသမားတစ်ယောက်သူဟာ Manchester United ကိုရောက်လာပြီးတဲ့နောက်ပိုင်း Premier League ရဲ့ကွင်းလေတိုက်စစ်ကစားသမားတွေထဲမှာအကောင်းဆုံးကစားသမားလို့ပြောလို့ရတယ်ဆိုတော့ Manchester United ကိုသူရောက်လာပြီးဂိုးပေါင်း100သွင်းပြီးသွားပြီဆိုတော့ဒီလိုဂိုးပေါင်း100သွင်းထားတဲ့ကစားသမားဒီကစားသမား Manchester United ရဲ့အကောင်းဆုံးကစားသမားဒီလိုကစားသမားကိုသူအားမတန်နဲ့ဘဟုကွင်းလယ်နေရာမှာတွားပြီးတော့ထားတယ် Bruno Fernandes ရဲ့ကစားပုံကတကယ်တော့သူကစွန့်စားမှုတွေလုပ်တယ်စွန့်စားမှုလုပ်တဲ့အတွက်သူကဘောလုံးပြက်များပါတယ်ဆိုတော့ဒါကြောင့်လဲသူ့ကိုကွင်းလေဘဟုကွင်းလယ်နေရာကိုတွားထားတဲ့အခါဘောလုံးပြက်တဲ့အခါကွင်းလေက2ယောက်ပဲထားတဲ့အတွက် Manchester United ကိုခွင့်ပြုရတာတွေနောက်အန်ဒီရရှိတဲ့အနေထားကိုရောက်သွားတာတွေတော်တော်များပါတယ်ဆိုတော့ Bruno Fernandes ကဒီနေရာမှာတော်တော်ရုန်းကန်နေရပါတယ်ဒီလောက်ကောင်းတဲ့ကစားသမားကိုဒီနေရာမှာဆက်တိုက်သုံးနေတာက Ruben Amorim ရဲ့ခေါင်းမာမှုလို့ဆိုလိုတာပါ
Bruno Fernandes ကဒီယာဒီပရီးမီးယားလိဂ်မှာပင်နယ်တီ3ချိန်ကန်တာမှာ2ချိန်လွဲပြီးသွားပြီ။ဘာကြောင့်သူပင်နယ်တီလွဲတယ်လဲဆိုရင်သူဟာလက်ရှိမှာယုံကြည်မှုကျဆင်းနေတဲ့ကစားသမားတစ်ယောက်ပါ။သူကကွင်းလေဘဟိုမှာကစားရတာအဆင်မပြေဘူး။သူမပျော်ရွှင်ဘူး။ဒါပေမဲ့အသင်းကောင်းဆောင်တစ်ယောက်အနေနဲ့သူကအသင်းကိုတာဝန်ယူနေရတယ်။ဒီအချိန်မှာတကယ်ပင်နယ်တီကန်တဲ့အခါသူယုံကြည်မှုကျဆင်းနေတဲ့အတွက်ပင်နယ်တီနှလုံးကိုလွဲသွားပါပြီ။ဆိုတော့3လုံးကန်တာတစ်လုံးပဲဝင်တယ်။ဆိုတော့လှုပ်ရှားကလည်းသူအားမတန်တဲ့နေရာမှာကစားနေရတဲ့အတွက်ယုံကြည်မှုကျဆင်းနေတယ်။ဆိုတော့ဒီလိုယုံကြည်မှုကျဆင်းနေတဲ့ကစားသမားတွေကိုအဓိကပွဲထွက်လူစင်းမှာထည့်ထားတယ်။သူတို့နဲ့အားမတန်တဲ့နေရာတွေမှာသူတို့အားမတန်တဲ့နေရာတွေမှာကစားစီတယ်။ဒါကြောင့်အသင်းဟာရက်လက်တွေစိုးရနေတယ်။ပြီးရင်တစ်သင်းလုံးယုံကြည်မှုကျသွားပါတယ်။ဆိုတော့ဒါတွေကဆက်ဆက်နေရပါ။ဆိုတော့ဒါဆိုပြန်ကောက်ရရင် Bruno Fernandes ကိုရှေ့တန်းမှာပို့ပြီးတော့ရှေ့ဘက်ကိုပို့ပြီးတော့ကစားမယ်ဆိုရင်အဓိကကစားသမား3ယောက်ဖြစ်တဲ့ဆက်ကိုရယ်နောက်အမ်ဘရူမိုရယ်ကုညရယ်ဒီတစ်ယောက်ကတော့အရန်ကုန်ကိုတေချာပေါက်ထိုင်ရမှာဆိုတော့အရန်ကုန်ဘယ်လိုထိုင်ရမလဲဆိုတာအရေးမကြီးပါဘူးကျွန်တော်တို့ Manchester United အသင်းကရလက်တွေပြန်ကောင်းလာဖို့ရည်ကြီးတယ်ရလက်တွေကောင်းလာလို့ရှိရင်အသင်းရဲ့ကစားသမားတွေယုံကြည်မှုတက်လာမယ်ယုံကြည်မှုတက်လာရင်ဘယ်သူတွေပဲဝင်ကန်အသင်းဟာနိုင်ပွဲတွေဆက်တိုက်ရနိုင်ပါတယ်ဆိုတော့အဲ့ဒီခါကျရင် Ruben Amorim ရဲ့3-4-3ကစားကွက်လည်း Manchester United မှာအလုပ်ဖြစ်လာနိုင်ပါတယ်ဆိုတော့အဲ့ဒီအခါကျမှကစားသမားတွေကိုလိုတလိုပြောင်းလဲကစားတာမျိုးကကစားသမားရဲ့ယုံကြည်မှုရှိနေပြီဆိုလို့ရှိရင်အဆင်ပြေနိုင်ပါတယ် Ruben Amorim ခေါင်းမာတယ်ဆိုတာဒါကိုပြောတာပါဆိုတော့သူကအဓိကကစားသမားတွေရဲ့အဓိကအားသာချက်တွေကိုဆွဲမထုတ်နိုင်တာပေါ့လေဆိုတော့ဒီလိုဆွဲမထုတ်နိုင်မနဲ့သူဆက်တိုက်ခေါင်းမာနေမယ်ဆိုရင်သူ့အတွက်ပြဿနာရှိပါတယ်အသင်းအတွက်လည်းပြဿနာရှိပါတယ်နောက်တစ်ခုကRuben Amorim ကိုထုတ်တင်သလားဆိုတဲ့မေးခွန်းပါဆိုတော့ကျွန်တော်တို့ပြန်ကြည့်ရရင် Ruben Amorim ထုတ်လိုက်လို့ရော Manchester United ရဲ့ပြဿနာတွေအားလုံးကပြေလည်သွားမလားကျွန်တော်ကဒီလိုမထင်ဘူးဘာဖြစ်လို့လဲဆိုတော့ Manchester United မှာ Ferguson ထွက်သွားပြီးတဲ့နောက်ပိုင်းနီးပြ10ယောက်ပြောင်းလဲပြီးသွားပါပြီ David Moyes တို့ Louis van Gaal တို့ Erik ten Hag တို့ Mourinho တို့နောက် Redknapp တို့ Solskjaer တို့ Ruben Amorim ပေါ့နော်ဒီလိုနီးပြတွေပါဝင်ပါတယ် Git တို့ Nestor Chine တို့ Michael Carrick တို့ယာယီအနေနဲ့ကင်ခဲ့တာမျိုးရှိတယ်ပေါ့ဆိုတော့ဒီဟာတွေပါထက်တွက်မယ်ဆိုလို့ရှိရင်တော့ဒါစုစုပေါင်းနီးပြ10ယောက်ပြောင်းလဲလုပ်ပြီးသွားပါပြီတကယ်တော့ Ferguson ထွက်သွားတာက2013ဆိုလို့ရှိရင်အခု2025ဆိုတော့ပြီးခဲ့တဲ့12နှစ်အတွင်းမှာနီးပြပေါင်း10ယောက်ကိုပြောင်းလဲလုပ်ခဲ့တယ်လို့ပြောလို့ရပါတယ် Manchester United ကရလက်တွေစိုးရလာတိုင်းနီးပြတွေထုတ်တယ်အဲနီးပြသူ့ရဲ့ကစားပုံနဲ့သူ့ရဲ့ကစားကွက်နဲ့သူ့ရဲ့ဘောလုံး idea နဲ့ကိုက်ညီမဲ့ကစားသမားအသစ်တွေကိုခေါ်တယ်အသင်းမှာရှိနေတဲ့ကစားသမားတွေကိုရောင်းထုတ်ဖို့ကြိုးစားတယ်ဒါနဲ့ပဲ Manchester United ကတန်တရားလဲနေတယ်လို့ကျွန်တော်ထင်တယ်အဲ့ဒါကြောင့်အခု Ruben Amorim ဆိုလို့ရှိရင်လည်းသူရောက်လာကြတဲ့ကအခုဝယ်ယူထားတဲ့ကစားသမားတွေကသူ့ရဲ့ကစားကွက်နဲ့ကိုက်ညီမဲ့သူ့ရဲ့ဘောလုံး idea နဲ့ကိုက်ညီမဲ့ကစားသမားတွေကိုခေါ်ယူထားတာဖြစ်တယ်သူ့ကိုထုတ်လိုက်လို့ရှိရင်နောက်ထပ်နီးပြတစ်ယောက်ရောက်လာလို့ရှိရင်လည်းအဲ့နီးပြသူ့ရဲ့ဘောလုံး idea နဲ့ကိုက်ညီမဲ့ကစားသမားတွေကိုသူထပ်ခေါ်အောင်ပါပဲဆိုတော့ Manchester United ကဒီထဲမှာပဲတန်တရားလဲနေတာဒါကြောင့်နီးပြကိုထုတ်လိုက်တာအဖြစ်မဟုတ်ဘူးဒါပေမဲ့ Ruben Amorim ဒီတိုင်းဆက်ပြီးခေါင်းမာနေရင်တေချာပေါက်ထုတ်ခံရမှာပဲဘာဖြစ်လို့လဲဆိုတော့ရလက်တွေစိုးရနေတယ် Manchester United ကဥရောပဝင်ခွင့်တနေရာမရနိုင်ဘူးဆိုလို့ရှိရင် Ruben Amorim ဟာတေချာပေါက်ထုတ်ခံရမှာကျွန်တော်အမြင်ကတော့ဘာလို့တင်တယ်လဲဆိုရင် Ruben Amorim ကိုထုတ်မဲ့စားပါလေသူ့ကိုပံ့ပိုးပေးတင်တယ်ပြီးတော့အားလုံးကဝိုင်းပြီးတော့ကစားသမားတွေကိုလူမှန်နေရာမှန်ထားပြီးကစားခွင့်ရအောင်သူ့ကိုစီယုံတင်တယ်ပေါ့လေအဲ့ဒီအချိန်မှာဒီ Manchester United ကိုနီးပြပြောင်းလဲလုပ်မယ်ဘာညာဒီလိုမျိုးကောလာဟလာတွေထွက်နေပေမဲ့ဘုတ်ဖွဲ့က Ruben Amorim ကိုဆက်ပြီးတော့ထောက်ခံထားတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ကြားရပါတယ်တကယ်လို့ဒါ Manchester United လက်ရှိလူစင်းကိုပဲ Ruben Amorim ကကစားသမားတွေကိုလူမှန်နေရာမှန်ထားပြီးကစားမယ်ဆိုရင်ရလက်တွေပြောင်းလာနိုင်တယ်ဆိုတော့လာမဲ့ဆန်ဒါလန်နဲ့ပွဲဟာ Manchester United အတွက်ရော Ruben Amorim အတွက်ကောတော်တော်လေးကိုအရေးကြီးတဲ့ပွဲဖြစ်လာပါလိမ့်မယ်။ဒါမဲ့စနေနေ့မှာ Manchester United ကဆန်ဒါလန်နဲ့ကမ်းမှာပါ။ဆန်ဒါလန်ကဒီယာဒီမှာပုံစံကောင်းတွေပြနေတဲ့အသင်းပါ။ဆိုတော့လက်ရှိမှာလည်း Manchester United ထက်အများကြီးရှေ့ကိုရောက်နေတယ်။ဇယားထိပ်ပိုင်းထိဆန်ဒါလန်အသင်းကတက်လန်းထားနိုင်တယ်။ဆိုတော့ဆန်ဒါလန်အသင်းကို Manchester United မနိုင်ဘူးဆိုလို့ရှိရင်တော့Ruben Amorim အတွက်ရော Manchester United အတွက်ရောတော်တော်လေးကိုပြဿနာရှိလာမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့အချိန်မီ Ruben Amorim ဟာသူ့ရဲ့ခေါင်းမာနေတဲ့ဟာတွေကိုချော့ချဖို့အသင်းနဲ့ကိုက်ညီတဲ့ကစားဟန်တစ်ခုကစားသမားတွေကိုသူတို့အားတန်တဲ့နေရာတွေမှာထားပြီးကစားဖို့ဒါတွေအချိန်မီပြင်ဆင်ဖို့လိုမယ်လို့ကျွန်တော်ထင်ပါတယ်